1990တုန်းကအထွေထွေရွေးကောက်ပွဲတစ်ခုဖြစ်ခဲ့တယ်ဆိုတာကိုမသိတဲ့လူတွေရှိပါလိမ့်မယ်။အဲ့1990ရွေးကောက်ပွဲမှာလည်းကျမတို့ကပြည်သူလူထုရဲ့ထောက်ခံမှုနဲ့အပြတ်အသတ်နိုင်ခဲ့ပါတယ်။သို့တော်လည်းလွတ်တော်ခေါ်ပိုင်းခွင့်လည်းမရခဲ့ပါဘူး။အဲ့ဒီကနေပြီးတော့နိုင်ငံရေးတိုးတက်မှုဘာရခဲ့လဲလို့မေးလို့ရှိရင်ကျမတို့ကပြည်သူလူထုရဲ့ယုံကြည်မှုကိုရတယ်ဆိုတာကျမတို့နိုင်ငံတို့ကိုယ်တည်းမကကျမတို့တစ်ကမ္ဘာလုံးကိုပြနိုင်ခဲ့ပါတယ်။ဒါဟာလည်းကျမတို့ရဲ့အင်အားပါပဲ။ပြည်သူဟာကျမတို့ကိုယုံကြည်တယ်။ပြည်သူဟာကျမတို့ကိုအားကိုးတယ်ဆိုတဲ့အသိနဲ့ကျမတို့နိုင်ငံရေးခရီးကိုဆက်နိုင်မှုအင်အားတွေအများကြီးကျမတို့ရခဲ့ပါတယ်။ဒီလိုဆက်ခဲ့တာမှာဒီကြားထဲမှာအမျိုးမျိုးကျမတို့အခက်အခဲတွေရင်ဆိုင်ခဲ့ရတယ်ကြော်လွှားခဲ့ရတယ်။ဒါတွေလည်းကျမအသေးစိတ်တော့မပြောတော့ပါဘူး။နောက်လည်းပြောရင်းနဲ့တော့တချို့ကိစ္စတွေကတော့ပေါ်လာမှာပေါ့နိ။2012မှာတော့ကျမတို့ကြားပြရွေးကောက်ပွဲမှာဝင်ပြီးတော့ရှင်ပြိုင်ခဲ့ပါတယ်။အဲ့ဝင်ပြီးတော့ရှင်ပြိုင်ခဲ့ပြီးတော့ဒီတွတ်တော်ထဲမှာကျမတို့ကိုယ်စားလှယ်44ဦးပြည်ထောင်စုတွတ်တော်ထဲမှာတာဝန်ထမ်းဆောင်နေကျမတို့ရခဲ့ပါတယ်။အဲ့ဒီဟာပြီးတော့နောက်တစ်ဆင့်ကတော့2015ထွေထွေရွေးကောက်ပွဲမှာကျမတို့ဝင်ပြီးတော့ပြိုင်ဆိုင်ခဲ့ပါတယ်။အဲ့ဒီပြိုင်ဆိုင်ခဲ့တဲ့အခါမှာလည်းပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ကျမတို့ဟာအစိုးရဖွဲ့နိုင်တဲ့အဆင့်ကိုရောက်ခဲ့ပါတယ်။2012တုန်းကကျမတို့ဝင်ပြီးတော့ရွေးခံတဲ့နေရာဒီထဲမှာတနေရာပဲရှုံးခဲ့ပါတယ်။ကျမတို့ဟာ43နေရာမှာရှင်ပြိုင်ခဲ့ပြီးတော့42နေရာမှာနိုင်ခဲ့ပါတယ်2015ကျတော့လေကျမတို့ဟာအစိုးရဖွဲ့နိုင်လောက်အောင်နိုင်ခဲ့ပါတယ်ဒီဟာလည်းဒါအင်တာမထူးခြားတဲ့ဖြစ်ရတစ်ခုလို့ကျမတို့ပြောနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အားလုံးသိတဲ့အတိုင်းပဲကျမတို့ရဲ့လွတ်တော်အသီးသီးမှာပြည်ထောင်စုအဆင့်ကနေပြီးတိုင်းပြည်နယ်အထိအဆင့်ထိလွတ်တော်အသီးသီးမှာဆိုလို့ရှိရင်90%ရာခိုင်နှုန်းအားသာနေပြည်သူတွေရွေးချယ်တင်မြှောက်တဲ့ကိုယ်စားလှယ်တွေဖြစ်ပါတယ်ကျန်တဲ့25% ရာခိုင်နှုန်းကတော့တပ်မတော်ကနေပြီးတော့ခန့်အပ်တဲ့ကိုယ်စားလှယ်တွေဖြစ်ပါတယ်ဒီတော့ကျမတို့ဟာ90ကျော်90%ရာခိုင်နှုန်းကျော်လွတ်တော်ထဲမှာရပြီးတော့ပြည်ထောင်စုလွတ်တော်ထဲမှာရပြီးတော့အစိုးရဖွဲ့နိုင်ဖို့နိုင်ငံတော်အစိုးရဖွဲ့နိုင်ဖို့ဆိုတာဟာကျမတို့ကအပြတ်အသတ်နိုင်မှုဟာအင်တာမအရေးကြီးခဲ့ပါတယ်ဒီဟာကိုလည်းကျမတို့ပြည်သူကိုတည်တည်ချာချာရှင်းပြခဲ့ပါတယ်ဘာကြောင့်ကျမတို့ဟာအပြတ်အသတ်နိုင်မှုလိုအပ်တယ်လဲဆိုတာတာမန်ဒီမိုကရေစီတွေမှာလို့90ကျော်ရာခိုင်နှုန်းကျော်နိုင်အောင်နိုင်ုံနဲ့မရပါဘူးကျမတို့ဟာပြတ်သားသားအစိုးရတစ်ခုဖွဲ့နိုင်မှုဆိုလို့ရှိရင်ပြတ်သားသားနိုင်မှုဟာအင်တာမအရေးကြီးပါတယ်အဲ့ဒီဟာအတွက်ကိုကျမတို့ပြည်သူလူထုရဲ့ထောက်ခံမှုတောင်းခံခဲ့ပါတယ်အဲ့ဒါလည်းပြည်သူလူထုကထောက်ခံမှုပေးလို့ကျမတို့ဟာအစိုးရတစ်ခုဖွဲ့နိုင်ခဲ့တာဖြစ်ပါတယ်ဒါကတော့ပထမအပိုင်းလို့ကျမဆိုချင်ပါတယ်ဒီမဲ့ကျမဒီနေ့တော့ရပ်ပါမယ်ဘာဖြစ်လို့လဲဆိုတော့ကျမနားလဲသလောက်ကတော့ကြာပြောလို့ရှိရင်ပြည်သူတွေကတိတ်ပြီးတော့ဆက်ပြီးတော့နားမထောင်ချင်ဘူးလို့ဒီလိုပြောပါတယ်ပညာရှင်တွေများစိတ်ပိုင်းဆိုင်ရာပညာရှင်တွေများပေါ့နော်စိတ်ဓာတ်ဗေဒပညာရှင်တွေကပြောတာတော့မိနစ်20တဲ့ပို့ပြီးတော့ကြာပြောလို့ရှိရင်ဘလို့မှတိတ်နားမထောင်ချင်တော့ဘူးတဲ့အဲကျမကလည်းမိနစ်20အထိလည်းပြောဖို့ရွေးချက်မရှိပါဘူးအခုကတော့ကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့မိတ်ဆက်ပေးတဲ့သဘောအနေနဲ့ပဲတမိုင်းနောက်ခံလေးကိုစပြီးတော့ပြောတာဖြစ်ပါတယ်အားလုံးကိုနားထောင်တွေ့ကျေးဇူးတင်ပါတယ်ကျမတို့ရဲ့ဖွဲ့ချုပ်ဝင်နေလဲလေးလေးချာချာနဲ့ကိုယ်တမိုင်းကိုလေ့လာပါလို့ကျမအနေနဲ့တိုက်တွန်းချင်ပါတယ်ကျမတို့ပြည်သူတွေလည်းကျမတို့တမိုင်းကိုသိမှကျမတို့အဖွဲ့ချုပ်ကိုအင်းနဲ့အားနဲ့ယုံကြည်ချက်နဲ့ထောက်ခံနိုင်မှာဖြစ်လို့နားထောင်နိုင်ရင်နားထောင်ကြပါလို့လည်းဆိုဩချင်ပါတယ်ကျေးဇူးတင်ပါတယ်